ready made မစားဘူးစီချော်မစားဘူးနို့လည်းမတောက်ဘူးဆရာယုံလေတက်နိုင်ကြရှောင်းတယ်စီချော်လည်းမစားဘူးဒါပေမဲ့ကျမမကြပိုက်မကောင်းဖြစ်တယ်ဒါကျွန်တော်ရှိကိုဆွေးနွေးဖို့လာတဲ့ကျမ်းမာရေးကိုဆွေးနွေးအဖြေရှာပြီးတော့နေထိုင်မှုပြင်ကျင်တဲ့ client များမကြပြောလို့ရှိတဲ့စကားဖြစ်ပါတယ်ပြင်ပစာတွေ ready made တွေဟာအစာလမ်းကြောင့်မကောင်းတဲ့သူတွေအထူးရှောင်ကျဉ်ရမယ့်အစားအစာတွေဖြစ်ပါတယ်အကျွင်းချန်တွေအမျိုးမီမသိတဲ့ chemical တွေလက်မသက်ရေမသက်နာကနေပြီးတော့ကူးစက်နိုင်တဲ့ယောဂပိုးတွေကြောင့်အစာလမ်းကြောင့်မကောင်းတဲ့သူတွေအနေနဲ့ပြင်ပစာတွေ ready made တွေဒါတွေကရှောင်ရမယ်ရှောင်တဲ့အစားအစာတွေဖြစ်ပါတယ်ဒါပေမဲ့ရှောင်နေပြီမဲ့ဘာလို့ပိုက်မကောင်းဖြစ်နေတာလဲတစ်ချက်စဉ်းစားကြည့်ကြရအောင်ပထမဆုံးစဉ်းစားတာကတော့ဒီ1 byte ပိုင်းမှာရှိတဲ့ဥနေရဥဆဲလေးတွေကို allergic ဖြစ်စေတဲ့တခြားသောအစားအသောက်တွေပါနေတာဖြစ်ပါတယ်ဘယ်လိုအစားအသောက်မျိုးတွေက allergic ဖြစ်စေလဲတစ်ချက်စဉ်းစားမယ်နို့နဲ့နို့ထက်ပစ္စည်းနို့မတောက်ဘူးဒိန်ညင်တောက်တယ်ဒိန်ညင်ကပိုးသက်ထားတဲ့ဒိန်ညင်နဲ့ပိုးမသက်ထားတဲ့ဒိန်ညင်နဲ့ကွာတယ်ကိုယ်တိုင်အိမ်လုပ်ဒိန်ညင်တွေက probiotic လို့ခေါ်တဲ့အကျိုးပြုလေးတွေပါတယ်ဒါကအစာလမ်းကြောင်းမှာရေးကိုထူးပြတယ်ရောင်းတယ်ဒါမှမဟုတ်လို့ရှိရင်ဈေးကွက်မှာရောင်းချတဲ့ probiotic တွေဟာပိုးသက်ထားတဲ့ဒိန်ညင်တွေဖြစ်ပါတယ် probiotic မပါပါဘူးဒါကြောင့်မလို့တနည်းအားဖြင့်ပြောလို့ရှိရင်အကျိုးထက်အဆိုးများပါတယ်အဆိုးဖြစ်ဖို့များပါတယ်လူတိုင်းတော့ပေါ့နော်အစာလမ်းကြောင်းမကောင်းတဲ့သူတွေအတွက်နောက်တစ်ခုကလူနဲ့မတည့်ဘူးလို့နာမည်ကြီးနေတဲ့အလက်ချင်းတွေပါအဲ့ဒါတွေတော့ပဲနဲ့ပဲမျိုးကပုံမှန်ချက်စားတာမျိုးပုံမှန်ချက်စားတဲ့နေစနစ်ကအဆင်မပြေဘူးအချင်းဖောက်တာ pressure cooker နဲ့ချက်စားတာဒီလိုမျိုးလုံးပါတာအဆင်ပြေပါတယ်မို့မျိုးတချို့တွေကမှုန်နဲ့မတည့်ချပါဘူးဂျုံတချို့တွေက ready made ဂျုံလေးနဲ့မတည့်ကြပါဘူးဂျုံနဲ့မတည့်တဲ့အလန့်ချင်းတွေရှိပါတယ်ဒါအပြင်စောင်းတွေအဆိုရဆိုရင်တော့နို့နဲ့မတည့်တဲ့လူကဂျုံနဲ့မတည့်ဘူး cross reaction ဖြစ်ဖို့အတော်လေးများပါတယ်တခါကြလို့ရှိရင်တချို့လူတွေကဥရဲ့အကာနဲ့မတည့်တာရှိတယ်ဒီလိုလူမျိုးဆိုလို့ရှိရင်ဒီလိုလူမျိုးတွေပေါ့နော်မတည့်တဲ့အစားအစာကိုစားမယ်ဆိုရင်အိမ်မဲချက်အပြင်မှာပဲချက်အစာလမ်းကြောင်းပြဿနာပြန်ဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်ကအသက်အရွယ်အရင်ကြီးရင်လာတဲ့အခါအစာချေအဆိုင်နေနေတော့ပါတယ်အစာချေအဆိုင်ကိုလုံလောက်မရှိဘူးဆိုရင်နေ့လယ်စာတွေညစာတွေစားပြီးအစာမချေဖြစ်တတ်ပါတယ်အထူးသဖြင့်အသက်60ကျော်တဲ့လူအသက်80ကျော်တဲ့လူတွေမှာအတော်လေးအစာချေအဆိုင်နဲ့အစာရင်အဆစ်နည်းပါပါတယ်ဝမ်းမီမကောင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အစာကိုလိုအပ်တာထက်ပိုပြီးစားမယ်မကြေညက်တဲ့အစာစာတွေစားမယ်အထူးသဖြင့်ကောက်ညင်းမောင်းနေနော်ဒီလိုအစားအစာမျိုးကိုစားမယ်နောက်ကမကြေတဲ့စားရစီကြော်တွေစားမယ်တခါကြလို့ရှိရင်အရန်ကိုဘယ်လိုပြောမလဲအထားကြနေတဲ့ပစ္စည်းတွေကိုစားမယ်GMO တက်သီးတွေကိုအများပြားစားမယ်ဆိုလို့ရှိရင်လည်းအစာမကြေဖြစ်ပါတယ်အဲကြောင့်ဘိုက်မကောင်းဖြစ်တတ်တယ် one shot တက်တယ်လီပွားတက်တယ်ပြီးတော့ one သွားတက်တယ်တခါကြလို့ရှိရင်တန်ရှင်းလွန်တာပေါ့တချို့တွေကကိုယ်တိုင်တန်ရှင်းလုပ်ကြတယ်ကိုယ်တိုင်တန်ရှင်းလုပ်ကြတဲ့အခါမှာ तू ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်တန်ရှင်းတွေကိုလုပ်ပြီးသွားလို့ရှိရင်ပကံစိတ်ဆက်ပြောင်မစေဘူးဒါအပြင် तू ကပကံစိတ်ဆက်ပြန်နေအဝိရှော်တဲ့ဆက်ပြန်မတူဘူးတချို့လူတွေကအဝိရှော်ဆက်ပြန်ရောပကံစိတ်ဆက်ပြန်ရောအတူတူသုံးကြတယ်ပြီးသွားလို့ရှိရင်ပြောင်လည်းမစေဘူးအဲ့ကြောင့်မလို့ဆက်ပြောင်ချင်းကျန်နေတာစေးပြီးသားပကံမှာကျန်တယ်အဲ့ဒါကိုစားတဲ့အခါမှာထက်ကစားရင်းနဲ့ဘာဖြစ်လာလဲဆိုလို့ရှိရင်အစာမကြေတဲ့ပြဿနာတွေဖြစ်လာတတ်တယ်ဒါကြောင့်မလို့ပကံသေးဆက်ပြောင်တီးသက်သုံးပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော် soap berry ပေါ့နော်အခုချိန်ကြီးလည်းကျွန်တော်ရဲ့ဆွေးနွေးကမှရောင်းပေးတော့မယ်အဲ့လိုမျိုး soap berry ဆက်ပြောင်လေးတွေသုံးတာပေါ့နော် soap berry တော့မျိုးစုံရှိတယ်ဘာမှမဖြစ်လက်ဆေးဆက်ပြောင်ပကံသေးဆက်ပြောင်သူရဲ့ technical နည်းပညာတွေမတူဘူးနော်ဒီလိုမတူဘဲနဲ့သုံးမှသာအဆင်ပြေတာနောက်တစ်ခါရေခဲတက်တာမှာအထားကြတဲ့ပစ္စည်းတွေတချို့တွေကဘယ်နည်းထားလို့ထားမိမှမသိဘူးပုတ်သိုးဆွေးပြည့်လေတာရှိတယ်အဲ့လိုမျိုးဆိုရင်ပုတ်လို့ပုံမှန်လည်းမသိကွာအဲ့ဒါကိုစားတာဒီလိုအစားမျိုးစားတဲ့အခါမှာလည်းဖြစ်တတ်တယ်တချို့တွေကကျတော့စားပြီးသားပကံကိုဒီတိုင်းထိုးထည့်လိုက်တယ်အဲ့ဆိုရေခဲတက်တာတွေမှာအသားသိန်း5သိန်းတွေနှောင်ထားတာရှိကောင်းရှိနိုင်တယ်ဟင်းချန်သမင်းချန်တွေနှောင်ထားတာရှိနိုင်တယ်အဲ့ဒီကပိုးတွေကရောက်လာတယ်ဒါအပြင်မြန်မာနိုင်ငံမှာမီးရလည်းတော်နိုင်ရုံ
မကောင်းပေါ့မကောင်းတဲ့အခါမှာ तू က4 degree Celsius ကျော်သွားတယ်ပေါ့နော်တော့4 degree Celsius out ကိုထားရမှာ4 degree Celsius နဲ့60 degree Celsius က temperature danger zone လို့ခေါ်တယ်အဲ့ထက်မှာ bacteria တွေအများကြီးပေါက်နိုင်တယ်အဲ့ချိန်မှာ bacteria တွေအများကြီးပေါက်တဲ့အခါကျလို့ရှိရင်ရေခဲတက်တာတွေမှာထားတာပဲဖြစ်ဖြစ်ကြောင်ငင်ထဲမှာထားတာပဲဖြစ်ဖြစ်ကြာလာတဲ့အခါကျလို့ရှိရင်နော်ပိုးတွေပေါက်ပြီးတော့မတိုးမတက်နေဖြစ်လာတယ်ဒါပေမဲ့တချို့လူတွေနှမျောတဲ့အခါမှာစားလိုက်တယ်ဗိုက်ကောင်းဖြစ်တယ်ပေါ့နောက်တစ်ခုထည့်ပြောရမှာဘာလို့ထည့်ပြောရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြင်ချက်ပြုတ်တဲ့လူပေါ့နော်ပြင်ဆင်ချက်ပြုတ်တဲ့လူကတနည်းအားဖြင့်ပြောလို့ရှိရင်တော့ typhoid berry လို့ခေါ်တယ် typhoid ဘူးကသူ့ရဲ့အစာရင်းထဲမှာရှိနေမယ်ဒါမှမဟုတ်လို့ရှိရင်သူကလက်တွေခြေထောက်တွေလက်တွေအိမ်သာတက်တာတွေလက်ဆေးတာတွေမတန့်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လည်း infection ကူးနိုင်တယ်နောက်တစ်ခုတချို့ဆေးတွေဆိုတာအမှပြင်ကျွန်တော်တို့အစာရင်း acid ချဆေးတွေဆိုအစာရင်း acid ကျသွားတယ်အစာခြေဖို့ခက်တယ်ဒါကြောင့်မလို့ပုံမှန်စားနေကြအစားအစာတွေတော့မှမကျင်ညက်တာတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်အစာမစားခင်ရေတောက်ပေးတာ digestion အတိုင်းတောက်ပေးတာဒီလိုမျိုးတွေလုပ်ရမယ်အစာကတော့ဒီအစာရင်ပိုင်းမှာကြည်ပါတယ်ဒါပေမဲ့ဥမရင်ပိုင်းပေါ့နော်ကိုလိုနိုရက်တန်တို့ရောက်တဲ့အခါကျလို့ရှိရင်အဓိကတော့ဒီfiber ပေါ့အရွက်ကိုအဓိကခြေပေးတာအဲ့အရွက်ကိုခြေပေးတဲ့အခါမှာ probiotic မရှိဘူးဒါမှမဟုတ် probiotic ကမလုံလောက်ဘူးready made တွေအစားများတော့အဲ့ဒီမှာပိုတွေပေါက်နေတယ်ဆိုလို့ရှိရင်အစားမကျင်နိုင်ဘူးဖိုက်မကောင်းဖြစ်တတ်တယ်ဒါအပြင်အများစုကဟင်းချန်တွေစားတယ်နော်အရင်တော့ဟင်းချန်တမင်ချန်ကိစ္စမရှိဘူးကျွန်တော်တို့ရှေ့ခေတ်တုန်းကအခုကျတော့လေ तू ကအေးခဲညစ်ခဲတက်တာတွေမှာထည့်ထားတာမီးလည်းမမှန်ဘူးအဲ့ဆိုပုတ်သွင်းစင်းမြစ်လွယ်တယ်အဲ့အသားကိုရောင်းမယ်ဗျာကျွန်တော်တို့ဝယ်တဲ့ကအဲ့အသားကဘယ်နှစ်ရက်လောက်ထိတက်ပြီးဘယ်နှစ်ရက်လောက်ထိလက်ဆက်မှုဘယ်လောက်ရှိရင်လဲကျွန်တော်မေးလို့မရအောင်အရွက်တွေလည်းအဲ့လိုမျိုးပဲခူးထားတာကြာတာလားမကြာတာလားchemical တွေသုံးထားလားမသိဘူးကျွန်တော်ရှိရောက်လာတယ်ချက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စာအုပ်ထည့်ရတော့ food technology တိုင်းပြောမယ်ဆိုလို့ရှိရင်တစ်ချိန်တစ်ခါတည်းပို့ပြီးတွေးလို့မရအောင်ဒါပေမဲ့တချို့တွေကမနေ့တစ်ခါနှွေးတယ်ညထိထားတယ်နောက်ထပ်မနေ့ကိုခတ်ပြီးတော့နှွေးတယ်ညထိနှွေးတယ်2ရက်လောက်စားတာပေါ့နော်4ခါလောက်နှွေးတဲ့အခါမှာအထက်ထဲမှာရှိတဲ့ပိုးတွေကအရင်ပေါက်ခွာလာပြီးတော့အစာမကြေဖြစ်နေတယ်ဒါကြောင့်မလို့ဒီအချက်တွေကိုသိထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအခုတက်နေတဲ့ပြဿနာတွေကိုဒီ patient တွေအဖြေရှာနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ one နဲ့ educator ဖြစ်တယ်လို့ one နဲ့ advisor ဖြစ်ပါတယ်ကျွန်တော်နာမည် Dr. ဖြိုးမောင်မောင်ဖြစ်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါလိမ့်